မျိုးသမီးတစ်ယောက်ဟာလင်မယားကွဲပြီးကလေးတစ်ဖက်နဲ့နေတဲ့သူမရဲ့အချစ်ဆုံးတငယ်ချင်းမှာရီးစားအသေးရနေပြီဆိုတာကိုမထင်မှတ်ပဲသိလိုက်ရပါတယ်ဒီလိုသတင်းကောင်းမျိုးကိုသူမကိုမပြောပြလို့စနောက်ဖို့ပြင်လိုက်ချိန်မှာပဲတငယ်ချင်းမလေးရဲ့ရင်ခွင်ထဲမှာရောက်နေတဲ့အမျိုးသားဟာသူမရဲ့တရားဝင်လင်ယောက်ျားဖြစ်နေတာကိုတုံ့လှုပ်စွာတွေ့လိုက်ရပါတော့တယ်သူမစီပူနွေးရောက်လာတဲ့သတင်းဆိုးကြီးကသူမရဲ့ဇလန်းဖြစ်နေလိမ့်မယ်လို့အိမ်မက်ပင်မမတ်ဖူးခဲ့ပါဘူးရိုးသားအေးဆေးလာပါတယ်ဆိုတဲ့ယောက်ျားဖြစ်သူရဲ့တစ္ဆာဖောက်မှုကိုလည်းမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်ဒီတော့မှပဲနှစ်စဉ်မင်္ဂလာဆောင်နှစ်ပတ်လည်နေ့တိုင်းမှာယောက်ျားဖြစ်သူဘာလို့အမြဲအလုရှုပ်နေရတယ်လဲဆိုတာကိုသူမသဘောပေါက်သွားခဲ့ပါတယ်အလုရှုပ်တယ်ဆိုတာစင်ကြေတက်ဖြစ်ပြီးသူ့ရဲ့ဂရုစိုက်မှုနဲ့အချစ်တွေကိုသူမရဲ့တငယ်ချင်းမလေးစီအကုန်ပုံပေးထားခဲ့တာပါသူမကတော့ငရုံးတစ်ယောက်လိုအယူလုတ်ခံရပြီးယောက်ျားဖြစ်သူရဲ့လိန်ညာလက်ဖျားမှုတွေကြားမှာတာယာမိခဲ့တာကိုပိုလို့တောင်စိတ်နာမိပါတယ်ဒီလိုမပီပြင်းတဲ့တရုတ်ဆောင်ချက်တွေကိုသူမဟာ10နှစ်ကျော်တိုင်အောင်ယုံကြည်ခဲ့မိတာပါဒါပေမဲ့ဒီနေ့မှာတော့ယောက်ျားဖြစ်သူရဲ့ဟန်ဆောင်မျက်နှာဖုံးကိုသူမအပြတ်တက်မြင်တွေ့လိုက်ရပါပြီညဘက်အိမ်ပြန်ရောက်လို့အရင်ကရိုက်ခဲ့မှုတဲ့မင်္ဂလာဆောင်တပ်ပုံတွေကိုပြန်ကြည့်တဲ့အခါပိုပြီးထိတ်လန့်စရာကောင်းတဲ့အချက်ကိုတွေ့လိုက်ရပါတယ်မင်္ဂလာတပ်ပုံတော်တော်များများရဲ့အနောက်ဖက်နောက်ခံမှာတငယ်ချင်းမလေးရဲ့အရေးရောင်တွေပါနေတာပါပဲဒါကိုကြည့်ချင်းအဖြစ်သူမနဲ့မင်္ဂလာမဆောင်ခင်ကတည်းကယောက်ျားဖြစ်သူနဲ့တငယ်ချင်းမလေးတို့ဟာတိတ်တဆိတ်ဆက်ဖောက်ပြန်နေကြတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲတငယ်ချင်းမလေးကနို့တစ်ခွက်ကိုက်ဆောင်ကရောက်လာပြီးအေးရွာအောင်တကြားနည်းနည်းထည့်ပေးထားတယ်ဆိုပြီးပေးခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကိုတီးထားပြီးသားမှုမိန်းကလေးကစိတ်ထိန်လိုက်ပါတယ်သူမဟာတငယ်ချင်းမလေးရှိမှတဲ့နို့ကိုတောက်ပြလိုက်ပြီးမိနစ်ပိုင်းတွင်အိမ်ငိုက်သွားတယ်လို့ဟန်ဆောင်လိုက်ပါတယ်တငယ်ချင်းမလေးလည်းလှည့်ကွက်ထဲပါသွားပြီးအထင်နဲ့ကျင်းနဲ့စွာထွက်သွားခဲ့ပါတယ်တငယ်ချင်းမလေးထွက်သွားတာနဲ့မိန်းကလေးဟာချက်ချင်းမျက်လုံးဖွင့်ပြီးပါဇက်ထဲကနို့တွေကိုထွေးထုတ်လိုက်ပါတယ်သူမကိုမေးစေးတိုက်ပြီးဘာကြံစီမလို့လဲဆိုတာစုံစမ်းဖို့အိတ်ခမ်းထဲကထွက်လာချိန်မှာတော့ယောက်ျားဖြစ်သူရဲ့အခန်းထဲကနေတငယ်ချင်းမလေးနဲ့ယောက်ျားဖြစ်သူတို့ရဲ့ရုပ်ပြက်ဆင်းပြက်စကားတန်တွေကိုကြားလိုက်ရပါတော့တယ်ဝေချမ်းငါတို့ကလေးတစ်ယောက်လောက်ယူရအောင်နော်သူမကအတင်းကျပ်မွေးခိုင်းလို့သာကလေးတစ်ယောက်ရှိခဲ့တာငါကတော့ထပ်မယူချင်တော့ဘူးစိတ်ချပါငါမင်္ဂလာဆောင်တာနဲ့ချက်ချင်းသားကြောဖြတ်လုပ်လိုက်တာမင်္ဂလေးကြားလိုက်ရတဲ့စကားကြောင့်တုံးလှုပ်သွားခဲ့ပါတယ်မင်္ဂလာဆောင်ပြီးနှစ်ပေါင်းများစွာတိုင်အောင်ကလေးမရနိုင်ခဲ့တဲ့အမတ်တရားကိုအခုမှသိလိုက်ရတာပါကလေးရချင်လို့သူမကိုယ်တိုင်မှာအပြစ်ရှိတဲ့အထင်နဲ့ဖန်ပြွန်တလေသားနီးလန်းပေါင်းစုံတုံးပြီးဝေဒနာခံစားခဲ့ရပေမဲ့ယောက်ျားဖြစ်သူကတော့တငယ်ချင်းမလေးအတွက်နဲ့သူတို့ရဲ့အနာဂတ်အားလုံးကိုအစကတည်းကဖျက်ဆီးထားခဲ့တာပါစိတ်တက်ကြဆင်းစွာနဲ့အိတ်ခမ်းစီပြန်လာချိန်မှာပဲလွန်ခဲ့တဲ့ရက်အနေငယ်ကယောက်ျားဖြစ်သူပေးခဲ့တဲ့လက်ဝတ်ရတနာဘူးပေါ်မှာလက်ဆောင်ပစ္စည်းဆိုတဲ့စာတန်းပါနေတာကိုတတိထားမိလိုက်ပါတယ်တန်တရားဝင်သွားတဲ့သူမဟာအန်ဆွဲတွေကိုဖွင့်ကြည့်လိုက်တဲ့အခါယောက်ျားဖြစ်သူပေးခဲ့တဲ့လက်ဆောင်ဘူးတိုင်းမှာလက်ဆောင်ပစ္စည်းဆိုတဲ့စာတန်းတွေပါနေတာကိုတွေ့လိုက်ရပါတယ်သူမမျက်နှာနိုးသိမ်းဆည်းထားခဲ့တဲ့လက်ဆောင်မှန်သမျှဟာတငယ်ချင်းမလေးဝယ်ယူစဉ်မှာအပိုရခဲ့တဲ့လက်ဆောင်ပစ္စည်းအတူရောင်များတာဖြစ်နေခဲ့တာပါဒီခိုက်တက်မှာပဲမိန်းကလေးဟာယောက်ျားဖြစ်သူအပေါ်ထားရှိတဲ့တန်ရောစင်အကျွင်းကြံအားလုံးကိုအပြီးတိုင်ဆွတ်လွတ်လိုက်ပါတော့တယ်သူမဟာကျောင်းတော်ကအထက်တန်းစီနီယာအကိုကြီးစီချက်ချင်းဖုန်းဆက်ပြီးဝေးကွာလာတဲ့မြောက်ပိုင်းဒေသစီသူတေသနာ project သွားရောက်လုပ်ကိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်နေ့မှာမိန်းကလေးဆေးရုံစီတွေးစစ်ဆေးမှုသွားလုပ်ခဲ့ရာဆရာဝန်ကသူမရဲ့စစ်ဆေးချက်ရလဒ်တွေပုံမှန်မဟုတ်ကြောင်းအိတ်ဆေးတို့မဟုတ်တားမြစ်ဆေးဝါးအချို့တောက်သုံးမှုကိုချက်ချင်းရပ်တန့်ဖို့တတိပေးခဲ့ပါတယ်မဟုတ်ပါကခန္ဓာကိုယ်ကိုပြန်လည်ကုသလို့မရတဲ့ထိခိုက်မှုတွေဖြစ်လာနိုင်လို့ပါပဲမိန်းကလေးသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီဆေးဝါးတွေဟာနှစ်ပေါင်းများစွာတိုင်အောင်သူမရဲ့ယောက်ျားနဲ့တငယ်ချင်းမလေးတို့ပူးပေါင်းပြီးသူမကိုတိုက်ကြွေးခဲ့တာဖြစ်ပါတယ်ဆေးရုံကနေအိမ်ပြန်ရောက်တဲ့အခါအရင်နဲ့မတူပဲယောက်ျားဖြစ်သူကဟင်းပွဲအပြည့်ပြင်ဆင်ထားပြီးမင်္ဂလာဆောင်နှစ်ပတ်လည်အတွက်အကျွေးဆက်တာပါလို့ပြောခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးကတော့ယောက်ျားဖြစ်သူရဲ့ကော်လာပေါ်ကနှုတ်ခမ်းနေရာကိုစူးစိုက်စွာမြင်တွေ့လိုက်ပါတယ်ဒါဟာတငယ်ချင်းမလေးခြံခဲ့တဲ့အရာဆိုတာတေချာနေပေမဲ့လည်းသူမအမြန်ဆုံးထွက်ခွာတော့မှမို့လို့မတိကျိုးနှုတ်ပြုပေးလိုက်ပါတယ်ယောက်ျားဖြစ်သူကတော့ဘာမှမသိပဲနောက်ထပ်လက်ဆောင်ပစ္စည်းဆွဲကြိုးတကုံးကိုထုတ်ပေးကနှစ်ပတ်လည်လက်ဆောင်လို့ပေးလိုက်ပါတယ်မိန်းကလေးကဆွဲကြိုးကိုဆွဲပြုတ်ပစ်ဖို့ပြင်လိုက်ချိန်မှာပဲတငယ်ချင်းမလေးကပြာရခတ်စွာရောက်လာပြီးသူမရဲ့တားလေးဆေးရုံမှာအရေးပေါ်ကုသနေရကြောင်းဟန်ဆောင်ငိုယိုပါတော့တယ်ယောက်ျားဖြစ်သူကကားမောင်းပြီးလိုက်ပို့ပြင်တာကြောင့်မိန်းကလေးကမခံမရနိုင်ဖြစ်ပြီးဒီနေ့ကငါ့ကိုအချိန်ပေးရမယ်နေမဟုတ်ဘူးလားအခုဘာလို့ထွက်သွားချင်တာလဲလို့မေးလိုက်ပါတယ်တငယ်ချင်းမလေးကဟန်ဆောင်ကယွန်းရဲ့ကလေးကဆေးရုံရောက်နေတာကိုနင်ကအလိုက်မသိဘူးလားဒါငါကလေးပဲလေမော့ချန်ကဘာလို့လိုက်ရမှာလဲမော့ချန်ယွန်းပြောတာမှန်တယ်ငါကနင့်မိမရဲ့တငယ်ချင်းပဲဒီလိုကိစ္စမျိုးနဲ့နင်တို့ကိုမနှောက်ယှက်တင်ဘူးငါဟာတက္ကစီစီးသွားပါမယ်လို့မူပြလိုက်ပါတယ်ထွက်သွားမလို့နဲ့တငယ်ချင်းမလေးကခြေကောက်လဲကြတယ်လို့ဟန်ဆောင်လိုက်တဲ့အခါယောက်ျားဖြစ်သူကစိုးရိမ်ကြီးနဲ့သူမကိုအမြန်ပွေ့ပတ်ပြီးခေါ်ထုတ်သွားပါတော့တယ်မိန်းကလေးကိုဒီအတိုင်းပစ်ထားခဲ့တာပါဒါပေမဲ့ယောက်ျားဖြစ်သူမသိတာတခုကတော့ဒါဟာမိန်းကလေးနဲ့တန်တရားတစ်ခွေ့မှာနောက်ဆုံးတွေ့ဆုံခြင်းဖြစ်သွားမယ်ဆိုတာပါပဲယောက်ျားဖြစ်သူထွက်သွားတာနဲ့မိန်းကလေးကစီနီယာစီဖုန်းဆက်ပြီးကိစ္စအလုံးရှင်းပြီးပြီမို့လာခေါ်နိုင်ကြောင်းပြောလိုက်ပါတယ်နောက်တစ်နေ့မှာတငယ်ချင်းမလေးကိုပြုစုပြီးပြန်လာတဲ့ယောက်ျားဖြစ်သူဟာမိန်းကလေးကိုဆက်လက်ယုံကြည်စေဖို့အတွက်လက်ဆောင်ချို့ဝယ်လာခဲ့ပါတယ်ဒါပေမဲ့အိမ်ထဲရောက်တဲ့အခါမိန်းကလေးရဲ့အရေးအယောင်ကိုမတွေ့ရရုံမကမနေ့ကကြံခဲ့တဲ့ပကံခွက်ရောက်တွေတိုင်းရှိနေတာကိုမြင်တော့ဒေါသထွက်သွားခဲ့ပါတယ်အခုထိအိယာကမနိုးသေးဘူးလားလွန်လာကြည်လားသူမရဲ့အိတ်ခမ်းတကားကိုဒေါသတကြီးတွန်းဖွင့်လိုက်ချိန်မှာတော့သူ့ကိုစောင့်ကြိုနေတာကတော့စပွဲပေါ်ကလင်မယားကွာရှင်းစာချုပ်တစ်စောင်ပဲဖြစ်ပါတော့တယ်